နင်းစီစဖိုမှုပြိုင်ပွဲရဲ့ဒါနောက်ဆုံးပိတ် Grand Royal ပွဲပေါ့ဟုတ် Grand Final ပွဲပေါ့အဲ့တော့ Grand Final ပွဲဆိုတော့ကျမတစ်ခုပြောချင်တာကတော့ကျမတို့ရဲ့ဒီနင်းစီစဖိုမှုဆိုတဲ့ဒီ competition ကြီးကကျွန်တော်တို့ပေးသက်တည်ရဲ့အားပေးမှုနဲ့အစစ်စစ်တက်လာရနော်ကိုကြီးဟုတ်ပါတယ်တက်လာပြီးတော့အခုဆိုလို့ရှိရင်ဒီအကောင်းဆုံးစပိုမှုတွေအတော်ဆုံးစပိုမှုတွေနောက်ဆုံးအဆင့်ပြန်ရတော့မယ် Grand Final ပွဲကိုရောက်နေပြီနော်ကိုကြီးဟုတ်တယ်အဲ့တော့ဒီ Final ပွဲကြီးကိုကျမလည်းရင်ခုန်လှူရှားသလိုကိုကြီးလည်းရင်ခုန်လှူရှားမှာပဲဘာလို့လဲဆိုတော့ဒီကနေပြီးတော့အကောင်းဆုံးအတော်ဆုံးအစားအစာတွေကိုချက်ပြုတ်ပြီးမယ်စပိုမှုတွေပေါ်ပေါက်လာတော့မှာကိုဟုတ်တာပေါ့နော်ကျမတို့ကဒီလူတွေကိုမွေးထုတ်ပေးရမယ်ဟုတ်တယ်နော်အဲ့တော့ဒီ Grand Final ကြီးကိုပေးပြီးကျင်းပတဲ့ကျမတို့ဒီ Tawin Garden Hotel ကိုလည်းကျေးဇူးတင်ရမယ်ကျေးဇူးတင်ရမှာပေါ့ကျမတို့ဒီနေ့စီစပုံမှုပြိုင်ပွဲကို main sponsor ဖြစ်ပံ့ပိုးတဲ့ CB Bank ကိုလည်းကျေးဇူးတင်ရမယ်ဒါပေါ့ CB Bank ကိုလည်းကျေးဇူးတင်ရမယ် live တနိုင်ငံလုံးကြည့်နိုင်အောင်ထုတ်လွှင့်ပေးတဲ့ Channel K ကိုလည်းကျေးဇူးတင်ရမယ်နော်မှန်ပါပေါ့ Channel K ကိုလည်းကျေးဇူးတင်ရမှာပဲအားလုံးကိုဒီပွဲကြီးကိုဖြစ်မြောက်အောင်ဒါကုညီပံ့ပိုးတဲ့လူတွေကိုအားလုံးကိုကျေးဇူးတင်ပါတယ်လာအားပေးတဲ့ပြည်သက်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒီပွဲကြီးခုလိုအောင်မြင်လာတာကျမကိုစော်ကားနေတယ်လို့ပဲဘာဖြစ်နေရလဲဒီပွဲရောက်နေတာနင့်ကိုဘယ်သူကစော်ကားလို့လဲအော်ကျမအဲ့ဒါပြောချင်တာဘယ်နှပြောရမှမသိရမယ်စလိတ်ဖြတ်ပြီးကြရဟိုမုန်းနေရပြောင်းရုပ်ကလည်းဖယိုဖယဲနဲ့သေချာချာပြောဟုတ်ကဲ့ကိုကြီးအော်ဒိုင်လူကြီးကြောင့်လည်းမိတ်ဆက်ပေးရအောင်မယ်ဟုတ်ကဲ့ပါဒီဒိုင်လူကြီးကတော့ကျမတို့နောက်ဆိုလို့ရှိရင်ရန်ကုန်မြို့နဲ့အပြန်ဖွံ့ဖြိုးလာတော့မယ်ဒလဘက်ကန်ကနေခေါ်လာတဲ့ဒိုင်လူကြီးပါဒိုင်လူကြီးကဟင်းပွဲတွေမြည်တာအရန်တော်တယ်သူ့နာမည်ကစုပ်ဝါမျိုးအော်လူနာမည်ကြီးလေစုပ်ကြည့်တယ်ဝါတယ်မျိုးချတယ်ဒိုင်းကြော်လောက်ဆိုတော့ပါပြီဘာလဲစုပ်ဝါမျိုးဒီဒိုင်ကတော့ဟိုပါပေါ့နော်ဟိုအမှန်တော့သူတို့လူမားပြီးတော့ခေါ်လာတာနော်ဒါဦးမျိုးမင်းကခေါ်လာတာကတည်းကမှားနေတာဒိုင်ဖြစ်ရင်ပြီးရောဆိုပြီးခေါ်လာတာအမှန်ကျွန်တော်ကဒီအစားတောင်းနဲ့ပတ်သက်တဲ့ဒိုင်မဟုတ်ကျွန်တော်ချဲဒိုင်အကိုကြီး Grand Final လေ Grand Final လုံးကပြည်သက်တွေကြည်နေတဲ့အချိန်မှာရှင်းလို့ပြောလိုက်တော့ကျမကစော်ကားနေတယ်လို့ပဲဩကဲလို့ခေါ်အဲ့တော့အကိုကြီး Master ဟိုကျွန်တော်နင်းစီစပုံမှုပြိုင်ပွဲမှာနောက်ဆုံးပိတ်ဘိုလူပွဲကိုတက်လာတဲ့လက်ရွေးစင်စပုံမှု3ယောက်နဲ့မိတ်ဆက်ပေးကြပါတယ်ပထမဆုံးနင်းစီစပုံမှုကတော့ရဲလေးပဲဖြစ်ပါတယ်Contestant number 1, Yele from Taokla. အကိုကြီးမေးလိုက်ပါဦးကိုကြီးကော်ပီတုတ်ပဲစီးလေကော်ပီတုတ်ပဲစီးလေလို့300မဟုတ်ဘူးလေအကိုကြီးကော်ပီတို့ရောက်တာမဟုတ်ဘူးလေဒါဘာမေးရမှာလဲအကိုကြီးမဟုတ်ဘူးလေသူ့ပုံစံဒီဟိုကမောင်လေးရဲ့လေမောင်လေးကဒါဟင်းချက်ပြန်ရမှာလေဒါမေပြိုင်ပွဲနဲ့မားနေနော်မေဝါလို့ဟုတ်ပြီဒီနားလေးမှာနေရာယူပါဒီရဲလေးရဆိုရင်ကိုကြီးရယ်ဒီရဲလေးက तू က semi final တော့ဟုတ်ပြီ semi final တော့ तू ကနာမည်ကြီးတဲ့ဟင်းပွဲတစ်ပွဲနဲ့ तू က final ကိုတက်လာဘာဟင်းပွဲလဲဝက်ညောင်ရမ်းဝက်ကုန်းမောင်လောက်လုပ်ပါဝက်ကုန်းမောင်ပဲကြားဘူးပါကျမရဲ့အတွေ့အကြုံရဆိုသူ့ဟင်းပွဲလေးကိုကျမမြည်လိုက်တဲ့အချိန်မှာ तू ကကုန်းပေါင်ရတာမရှိဘူးညောင်ရမ်းဘက်ကိုသွားပိုရှိကြဝက်ညောင်ရမ်းကအဲ့ညောင်ရမ်းခက်ကလက်ရတွေကိုမှီရအောင်နင်ကလူလားပိတ်တာလားလူလားပိတ်တာလားဟိုကျမခစ်စိတ်နဲ့ခံစားကြည့်ရကိုကြီးဝက်ညောင်ရမ်းပွဲနဲ့တက်လာတဲ့ဒါစပုံမှုလေပါဘလို့ဟင်းပွဲတွေလည်းမသိဘူးနာမည်တွေကလည်းကြံ့ကြံ့မှဝက်ညောင်ရမ်းရဲ့လူကဲဒုတိယစပုံမှုတယောက်ကိုဖိတ်ခေါ်စပုံမှုထွန်းဖြစ်ပါတယ်နော်ဒီဘီကင်းစောနေတယ်လို့ပဲနော်ထွက်လာမင်္ဂလာပါလက်ခုံးသားလေးကြားကျင်တယ်ဗျာ Wow yeah right
ဘာဖြစ်နေရလဲဘာဖြစ်နေရလဲစဖိုးမူးလာပြိုင်နေနင့်တချင်းဆိုခိုင်းနေရမြန်မှတ်နေလေ ကတော့ ဘာဖြစ်နေရလဲ ပရိသတ်ကိုနှုတ်ဆက်တာ ပြည့်တက်ကိုနှုတ်ဆက်တာလေကောင်းမွန်နှုတ်ဆက်လေ ဟုတ်ကဲ့ဟုတ်ကဲ့ နော် ခုန ပြောလဲလာပြိုင်နေရလားပြော မောမမ ခုန LED မှာတော့ပဲတွေဖြစ်တယ်အခုဘယ်လိုဖြစ်တာ ကိုကြီးမိတ်ဆက်ပြကိုကြီးအခုမှဒါ judge ဖြစ်တော့လေကိုကြီးမသိသေးဘူးဒီမောင်လေးထွန်းထွန်းကဒီ semi final တော့ကလေ semi final တော့မောင်လေးကလည်းအဲ့လိုဟင်းပွဲအစ်စ်လေးနဲ့သူကဒီကျန်တဲ့ပြိုင်ပွဲဝင်တွေကိုကြော်လွှားလာတာပေါ့ ဒေတာအတွက်ဒေတာအတွက် ဟုတ်တယ်သူကသူ့ဒေတာအတွက်ဟင်းပွဲနဲ့လေ ဘာဒီတာလဲလို့ ငရှင်း6ပတ် ဟာငရှင်း60 မဟုတ်ဘူးကိုကြီးသူကငရှင်း6ပတ် ဟာ ဟုတ်တယ်ဒီမှာကြည့်လေသူချက်တာတော့ငရှင်းပဲဒီမှာသူ့မှာ6ပတ်ကြီးရှိနေတော့ငရှင်း6ပတ်ဖြစ်သွား ဘလို့တော့လှန်ပြနေရလဲ ကျမအဲ့6ပတ်ကြီးကိုသဘောကျတယ်ငရှင်း6ပတ်လို့ပေးလိုက် စားကောင်းတယ်မလား ကောင်းတယ် မင်းဒါမျိုးကျစော်ကားခံနေရမလား ကိုကြီးတော့ပြောမနေနဲ့ရှင်းလို့ပြောကျမစော်ကားနေလို့ပဲနော်ကဲနောက်ဆုံးတစ်ယောက်ကျမသေးရကိုကြီး3ယောက်ပါနောက်ဆုံးစပူမှုကိုဖိတ်ခေါ်ကြပါတယ်စပူမှုနေတိုးဖြစ်ပါတယ်ကိုကြီး ယူထောင်နဲ့မှားလာတာဟာဟဲ့ဘယ်ဝမ်းမလို့လဲဘယ်ဝမ်းမလို့လဲဘယ်သွားမလို့လဲလာကိုလက်ကိုယူခဲ့ကိုလက်ကိုယူခဲ့လာကိုလက်ကိုဟမ်ဒီကစပူမှုပြိုင်ပါလေနေ့ကုန်နေဒီဇိုင်နာများမှတ်ဟမ်ဒီဇိုင်နာများမှတ်အမေကော့တော့နဲ့အမေပြန်အောင်ဝင်သွားသေးတယ်ဟမ်ကိုကြီး ပြောင်းလို့စား အော်ကိုကြီး တာပြောင်းလို့စား ဒီစပူမူလေးကလည်းချစ်စရာကောင်းတယ်ဒီစပူမူလေးကလည်းသူဟို semi final တော့လေသူများမချက်တဲ့ဟင်းပွဲနဲ့ကျမရဲ့စိတ်နှလုံးသိမ့်ပိုက်ပြီးတော့ final တက်လာတာကို ဘာဟင်းပွဲလေ သူချက်တဲ့ဟင်းပွဲလေးကအရင်ထူးဆန်းတယ်ကိုကြီးသူများချက်နေကြဟင်းပွဲပဲဒါပေမဲ့သူ့ရဲ့အမျိုးအမည်လေးကအရင်ထူးဆန်းသူချက်တဲ့ဟင်းပွဲလေးနာမည်ကကြက်ဆောက်ကန်း ကျက်တော့စမ်း ဟုတ်ဘူးကိုကြီးကျမရဲ့ဟင်းပွဲကိုခံစားတဲ့အတွေ့အကြုံကသူချက်တဲ့ချက်ကမျက်လုံးတစ်ဖက်ဘက်ခွထိလိုကန်း ဩ ကန်းထားတော့ဒါကြက်တောက်ဆန်းမဟုတ်တော့ကြက်ဆောက်ကန်းဖြစ်သွား လူဟင်းနေမှလည်းမသိ ကြက်ဆောက်ကန်းပဲနဲ့သူက final တက်လာကိုကြီးအဲ့တော့ခုဆိုရင်ပြည်သက်တွေအားလုံးရှေ့မှာကိုကြီးဒီမှာဟင်းပွဲတွေချက်ပြုတ်ဖို့ဒါစပူမှုကိုစီ3ယောက်ကတော့နော်ဒီနှင်းစီစပူမှုဘူလူပွဲအတွက်ရောက်ရှိလို့နေပါပြီအဲ့တော့ကျမတို့သူတို့ပြင်ဆင်ထားတဲ့ဟင်းပွဲလေးတွေကိုကျမတို့နည်းနည်းလေးမြည်ဆန်းကြည့်အောင်ကိုကြီး ဟုတ်ပြီ ပထမဆုံးအနေနဲ့ဟိုဘက်စွန်းဆုံးကစပူမှုရဲဟုတ်ကဲ့ပြင်ဆင်ထားတဲ့ဟင်းပွဲလေးကိုတစ်ချက်လောက်ယူလာလို့ရမလား ကဲလာမြန်လာ ကိုကြီး ပြော ရဲလေးချက်လာတဲ့ဟင်းပွဲကဆုပ်ဆိုတော့သူကအရီတောက်လေးလဲပါတယ် အဲ့တော့ဖိတ်တင်ကတော့တိတ်ပြီးအမှတ်ပေးလို့မရဘူး မ ပေါ့ ရောက်လေသူ သူ့ရဲ့အထက်ကပါဝင်ပစ္စည်းတွေနဲ့ဘယ်လိုမျိုးထုံမွန်ထားသလဲဆိုတာပဲစမ်းသပ်ကြည့်ရမှာပဲကိုကြီး ဟုတ်ပြီ အဲ့တော့ကျွန်မအတွေ့အကြုံရဆိုရင်တော့ကျွန်မမြင်ကြည့်လိုက်မယ်လေ TV ရိုက်နေတဲ့ငက်ကြီးကြမနေနဲ့ ငါဘိုက်စာနေတာ ပြီးမြည်ပါပေါ့ဘလို့ဖြစ်နေကိုကြီးဒါလေးကိုတစ်ချက်ကြည့်ဟမ် အေး ဒါလေးကညိုညိုရှည်ရှည်လေးနဲ့ อืม အနံ့ကလူအားဖြစ်စေတဲ့အနံ့ကိုတော့ကျွန်မစရနေပြီကိုကြီး မွေးနေတာပဲ ကျွန်မမြည်ကြည့်လိုက်မလား ပြသားကိုကြီး ဟင်ကောင်းလား ဒီအရာဒီဟင်းဒီစုပ်ကဒီလိုမျိုးစုပ်ပြီးတောက်ရတဲ့စုပ်ဖြစ်နေတယ်သူ့ထဲကအစီအနစ်တွေကလူကိုကျမရင်ထဲမှာရှိုးတိုးရှမ်းတန်းနေဖြစ်စေရကိုကြီးဒါတော့ကျမအရန်တော့ထူးဆန်းသွားပြီနော်ကျမခံစားမှုကိုအဆုံးစုံထိပြီးနေတဲ့စုပ်ဖြစ်နေတယ်အဲ့တော့မောင်လေးရေ ဗျာ ဒီဟင်းပွဲကိုဘယ်လိုနာမည်ပေးထားလဲ ဒီဟင်းပွဲကိုကျွန်တော်ကစိတ်အင်္ဂါလို့ပေးထားပါ စိတ်အင်္ဂါ မှတ်ပလား ဘာဖြစ်သွားလဲပြောတာလေ ကိုကြီးစိတ်အင်္ဂါကိုအဲ့လိုစုပ်ပြီးစားတာဂျပန်ကားမှာတော့မတွေ့ဘူးလို့နော်ကိုကြီး မ
တမျိုးမထင်ပါနဲ့ဟိုစိတ်အင်္ဂါဆိုတာလေကျွန်တော်ကဒါစိတ်သားကိုအထူးပိုင်နိုင်တဲ့ကောင်ဆိုတော့လေကျွန်တော်ကအင်္ဂါနဲ့မှချက်ထားတဲ့စိတ်သားဟင်းပွဲလေးမို့လို့ ဩ စိတ်အင်္ဂါလို့ကျွန်တော်က နာမည်ကြီးကလည်းဘယ်လိုကြီးလဲမသိ ဩ အင်္ဂါနေ့မှာချက်တယ် သူနာမည်နဲ့နေစားတော့ဆိုင်ဖွင့်ပေးရမလို့ဖြစ်သွားပြီဟုတ်ပြီဒါစိတ်ကြိုက်ဟင်းလျာပေါ့ စိတ်အင်္ဂါစိတ်ကြိုက်ဟင်းလျာ စိတ်ကြိုက်ဟင်းလျာ ဟုတ်ပါပြီစိတ်ကြိုက်ဟင်းလျာလေးကတော့မှတ်ထားလိုက်မယ်နောက်ဆိုအဲ့နာမည်တော့မပေးနဲ့မမစုပ်ကတမျိုးဖြစ်သွား အဲ့ကြောင့်ဖြစ်ဆုံးလို့ โอเคရပြီ โอเค မလေးရပါပြီ ရပြီလား ရပြီ โอเค ပြီးမှနောက်တပွဲကိုထပ်ပြိုင်မယ်နော် โอเค ဟုတ်ပြီနော် ဟုတ်ကဲ့ပါ ဟော ဒုတိယ နေမှမသိ စိတ်ကြိုက်ဟင်းလျာနဲ့ရှင်ပြိုင်မယ်လိုင်သာသားလေးထွန်းထွန်းကိုဖိတ်ခေါ်ပါတယ်အာကိုကြီးထူးထူးဆန်းဆန်းပဲနော်ထူးထူးဆန်းဆန်းပဲထူးထူးဆန်းဆန်းပဲဘာလို့လဲဆိုတော့ဒီနေ့မှာစိတ်ကြိုက်ဟင်းလျာဆိုပြီးတော့သူတို့ကြိုက်တဲ့ title နဲ့ချက်ခိုင်းလိုက်တဲ့နေရာမှာသူတို့အကုန်လုံးချက်လာကြတယ်က soup ဘက်ကိုသွားနေရနော်အရေးတော့ဘက်ကိုသွားနေရကျမထူးဆန်းတာကအဲ့ soup ဆိုတော့လေကျမတို့ဒီ plating ဘိုင်းဆိုင်ရာကိုတော့တိတ်ပြီးတော့အမှတ်ပေးလို့တော့မရဘူးပေါ့နော် လေဒါအရေးတော့ဖြစ်နေတာ အရေးတော့ဖြစ်နေတာ နင်းကမှဟိုနင်တို့ပြိုင်တဲ့အထက်မှာဒီအရေးတော့ကိုဟင်းမဲမပြိုင်မနဲ့ဝီစကီချက်တာတွေပါမရှိဘူးလား အော်အရက်သမားနဲ့လာတွေ့နေတယ်ဝီစကီချက်ပြိုင်မလားအကိုကြီးကမ TV ရိုက်နေတယ်ဘယ်လိုဖြစ်နေရလဲ နော်မသိဘူးလေဟိုအရေးချက်ပြိုင်ပွဲတွေပါရှိရင်ငါဒိုင်ခေါ်လို့ အေးပြီးတော့ comment နော်ကိုကြီး comment ကိုကြီး ဒါလည်းအရေးတော့ပဲလား ဒါအရေးတော့ အရေးတော့ပဲ ဒီဟာကကျမမြင်တာနဲ့သိရနော်ကျမအတွေ့အကြုံရဆိုဒီဟာကိုကျမမြင်တာနဲ့ကျမကိုစော်ကားနေသလိုပဲ ဘာမှမပြောရသေး ဘာ ဘူး မှမပြောရသေးဘူးလေ အော်မောအဲ့စကားမပြောရကြတော့မိသွားမှဆိုလို့ပြန်ပြောတာโอเคရပြီ သူ့ကိုကအစော်ကားခံနေနေတာ ဟင်းနာမည်က ဒီနေဟင်းနာမည်မပြောနဲ့ဟင်းနာမည်ပြောမောင်လေးပြောကြမလို့မမရဲ့ experience နဲ့အတွေ့အကြုံရမမပါဘူးမမသိတယ်ဒီဟင်းလေးကိုကြည့်လိုက်ကြလေအယောင်အသွေးနဲ့အနံ့လေးထောင်းကနေထွက်လာတာကျမရှူလိုက်မိတဲ့အချိန်မှာဒီဟင်းကတန်ဖိုးကြီးရဲ့ဟင်းလေးတစ်ခုဆိုတော့ကျမသိတယ်အဲ့တော့ကျမဒီဟင်းကိုကျမစမြည်မယ် तू ကအနှစ်လေးတွေပါတယ်ကိုကြီး ငါ့ကိုပေးမမြည်ဘူးလားဟင် ကိုကြီးတန်ဖိုးကြီးတဲ့ဟင်းလေးကဖြစ်နေတော့ကျမရင်မြည်မယ်ပြီးရင်ကိုကြီးကိုပေးမယ်ဟုတ်ပြီလား သူပဲမြည်နေတယ် တွေ့လားကိုကြီးဒီမှာချင်းကိုကြီးတန်ဖိုးကြီးတဲ့ဟင်းလျာတိုင်းကအဲ့လိုမျိုးစီစီပိုင်ပိုင်ဖြစ်နေတယ်ကိုကြီးအဲ့လိုဖြစ်တတ်တယ်ကျွန်မပြောပြမယ်အားလုံးလည်း surprise ဖြစ်သွားအောင်ဒီဟင်းလျာကအရန်တန်ဖိုးကြီးရဲ့ငါးကြီးအမ်ဘတ်သိင်းစီသူ့ရဲ့အစီအနှစ်အသွေးအသားတွေကအကုန်လုံးကျွန်မအတွက်ဘဝတစ်ခုဖန်တီးပေးလိုက်တဲ့ခံစားမှုမျိုးရ ခံစားရပြန်ပြီလား ခံစားပြန်ပြီ ဟာ ကိုကြီး ဟင် ဒါကျမအိမ်ပြန်ယူရတော့မယ်ကိုကြီးစားလို့မရတော့အရန်ကောင်းတယ်အရန်ကိုတန်ဖိုးရှိတဲ့ဟင်းလျာနဲ့ final မှာလာပြိုင်တဲ့လိုင်သာလေးထွန်းထွန်းတော့ interview လေးတစ်ချက်လုပ်လိုက်ရမယ်မောင်လေး ဟုတ်ကဲ့ မောင်လေးကဒီဟင်းပွဲကိုလာပြိုင်တာအမအရန်အံ့ဩတယ် ဟုတ်ကဲ့ ဘာလို့လဲဆိုတော့ဒီဟင်းပွဲကတုံတန်နိုင်ငံတကာစားသောက်ဆိုင်တွေမှာတော့မတင်နိုင်တဲ့ဟင်းပွဲ ဟုတ်ကဲ့ ငါးကြီးအမ်ဘတ်ဆိုတာအရန်ရှားတယ်အရန်ကိုတန်ဖိုးရှိတဲ့ဟင်းအဲ့တော့မောင်လေးဒီငါးကြီးအမ်ဘတ်ကိုဘယ်လိုရအောင်ဖန်တီးလာတယ်လဲမမသိချင်တယ် အမှန်ကတော့ငါကြီးအံပတ်မဟုတ်ဘူး ဘာလဲလား ငါလေးအံပတ် ဘာဖြစ်လို့ လိုင်းသားရမြောင်းကြတဲ့ငါလေးတွေအံထားတဲ့ငါလေးအံပတ်ပြောမလို့ပဲစွတ်တွေစားနေတော့ပြောအခက်တော့အားနာ ငါပဲလေကိုကြီးငါပဲလေ ငါပဲ ကျမပြောမမှန်မမဟုတ်နော် ငါးလေးပဲ ငါးလေးပဲ ကွာ ကွာလားကျမငါးအမ်ဘတ်လို့တော့ကျမပြောလိုက်တယ် ဟုတ်တယ် အဲ့တော့ခုပဲမောင်လေးဒီငါးလေးအမ်ဘတ်လဲစားလို့ကောင်းပါလေ ဟုတ်ကဲ့ဟာဟာ ဒါမဲ့ဒီငါးလေးအမ်ဘတ်ဆိုတာမောင်လေးဒီ size နဲ့ဒီဟိုအနေထားကိုဖြစ်ဖို့ကငါးလေးတွေအများကြီးအမ်လို့မရဘူးလေအဲ့လောက် size ဖြစ်ဖို့မောင်လေးတော်တော်စုဆောင်းခဲ့ရတာလား ခုနလေးတွေကျွန်တော်လက်ထိုးပြီးအန်ထည့်လာတားမလို့ပဲတားမှမရတာစွတ်စားနေရအားရနာတယ်ဗျာဒီကတော့လေးတွေမလို့ပါ ဘာလို့လက်ထိုးအမ်တာလဲ ညညသားသားလေးနဲ့လှလှပပဖြစ်အောင်လုပ်ပေးရကျွန်တော်မစားစေချင်ဘူးဟန်မဲပြတာစွတ်တွေမျိုးနေပြီးတော့ အော် ကိုကြီးမြည်ကြည့်မလား မမီးဘူးအဲ့ဒါကြောင့်မလို့ငါခုနကတည်းကဒီချင်းစုပ်စုပ်အနံ့ရတယ်လို့ထင်နေတယ် ရပါပြီမောင်လေး ကျေးဇူးတင်ပါတယ် နောက်ဆိုတော့နင်းလဲနဲပလေးစီနော်ပြည့်စရာမလိုတက်လာဘာမှအုံးကျူးလို့မလားနဲ့ ဘလို့ဟင်းနေလည်းမသိဘူး ခင်နောက်ဆုံးဟင်းပွဲကိုရှင်ပြိုင်မဲ့မောင်နေကျိုးကြောက်ပါကဲကိုကြီးကျမတော့တော်တော်ပြုတ်သွားပြီကိုကြီးမြည်တော့ရ ဟာဒါတော့စိတ်ချပါလေအတိကြတယ်ဒါ
ဒါဥပဲဒါဥပဲဒီဟာကဒါကြည့်ရတာတော့ကြက်ဥလားနော်နည်းနည်းတော့ကြီးတယ်ဆိုတော့ဒါကြက်စင်ဥလားဒါမှမဟုတ်လို့ရှိရင်ကြက်ကလအုပ်ဥလားပေါ့ ချက်ကလအုပ်ရှိလားအကိုကြီးပောက်ခရရှောက်မယ် ဟုတ်ရင်ငှက်ကလအုပ်နော် အင်း ဟုတ်တယ်ဒါဘာဥဖြစ်မလဲ ကြက်ထီးဥကျော် ဟမ်ကြက်ထီးဥကျော်ဩကြက်ထီးကဥမှမဥတာ ဟုတ်ဘူးလေကြက်ထီးလေးပေါက်မဲ့ဥလေးကိုကြော်ထားတာအထီးပေါက်မဲ့ဥလေးကိုကြော်ထားတာ ဩကြက်ထီးပေါက်မဲ့ဥကိုကျော် ဟုတ် ဒီစမောင်ဥမှာမပေါက်သေးပဲနဲ့ကြက်ထီးပေါက်မလားကြက်မပေါက်မလားနင်ကဘယ်လိုသိ ငါဒါပညာရှိရင်သိတယ် ဘယ်လိုသိလဲ ရေစလုံးထဲမှာ အဲ စလုံးထဲမှာရေတွေအပြည့်ထည့်လိုက် ထည့်လိုက်ပြီ ပြီးကြက်ဥလေးကိုအဲ့ရေထဲကိုထည့်လိုက် ထည့်လိုက် ပက်လက်ဆိုရင်အဲ့ဒါအမမောက်ကုံဆိုရင်အထီး ပက်လက်ဆိုရင်အမမောက်ခုံဆိုရင်အထီး ဟုတ်ကဲ့ ဩကျဲဘူးလုံးနေတော့နင်ကပက်လက်မောက်ခုံဘယ်လိုခွဲလဲ အဲ့ကျွန်တော်ခွဲတတ်တယ်ကိုကြော်တာကိုသိနော် ဩအရေးထဲမှာကြက်အိတ်စပတ်နဲ့လာတွေ့နေတယ် အဲ့တော့ကျုပ်ကိုကြီးမီးလိုက်ပါဦး ဒီကြက်ဥလေးကိုပေါ့နော်ပြီးရမယ်ဆိုတော့ရတာပါစက်ထဲမှာနည်းနည်းဟိုစီလေးဖြစ်သွားတယ်နော်ပါစက်ထဲမှာစီပိုင်လေးဖြစ်သွားတယ်အဲ့ဒါဒီကြက်ဥကြော်ကိုဘယ်ချိန်မှာစားရလဲတော့ဒါ ဒါက breakfast မှာစားရမှာလားဒါမှမဟုတ် lunch မှာစားမှာလား dinner မှာစားမှာလား အတုံးဥတစ်လုံးစားစရာမလိုပါ ဟာ အဲ့တော့ဟိုပါပေါ့ဒါစနက်ပေါ့နော် oh snack မြန်မာလိုပြောရင်တရေစာလို့ခေါ် ဟုတ်ပြီတည်ရစား ဟုတ် ဘာလို့တည်ရစားလို့ခေါ်တာလဲ ကြော်နေတဲ့အချိန်မှာတရေတွေကြာသွားဟုတ်လေကျွန်တော်တော့ပိတ်စာပြီးတော့တရေကြာသွားတယ်ဒီထဲကိုကြာတာမဟုတ်ဘူး ဒီတဲကမကြဘူး မ နော် ကြာဘူးဒီထဲကိုမကြာဘူးတရေစာ တည်ကြတယ် တ နော် ရေစာစားရတာကြက်ဥနဲ့ဒါပွားအောင်ဂျုံနဲ့ ဟောအင်းဒါဒီ ကြော်လာတာ ဒီတဲကမကြဘူးတည်ကြတယ် မ နော် ကြာမကြာဘူးဒီထဲမကြာ နည်းနည်းထပ်စားကြည့်အောင်မယ် ကောင်းလား ကောင်းရင် ဘလို့ရတာဘလို့ရတာ ပါစက်ထဲမှာနေဟိုချွဲပြီးတော့ဟိုအမြုပ်လေးထွက်လာတယ်လို့မျိုးခံစားရတယ်မွေးလဲမွေးလာတယ် ဩဟုတ်လား အဲ့ဘာထဲကြော်လဲ အဲ့ဒါဆိုတော့ကျွန်တော်ထင်တာမှန်ပြီလားမသိဘူး ဘာဖြစ်လဲလဲ ကြော်တဲ့အချိန်မှာလေ အင်း သူတို့ဂျုံနဲ့စက်ပြမုံနဲ့မားထည့်တာပေါ့ ဟာအဲ့ဒါကြောင့်ဘလို့တဲမှာ မဟုတ်ဘူးဒါပေမဲ့မမားဘူးကျွန်တော်မားထည့်မလို့ဒါပေမဲ့မမားဘူးနည်းနည်းဘလို့ မတောက်เสียတကူပဲသမား ဟမ် တောက်เสียတကူပြီးလိုက်တော့ မဟုတ်လေဦးတန့်သွားတာပေါ့တခါလေတောက်မနေနဲ့တော့ အော် ဦးတန့်သွားတာပေါ့နော်ဒါပေမဲ့မပူနဲ့မပူနဲ့ဒီမှာဒါလေးနဲ့ဖြေလိုက်ရင်အားလုံးကောင်းသွားမယ် ဟုတ်ပြီ အားလုံးကောင်းသွားမယ် အာဒါလေးက ဒါနဲ့တွဲထားတာ အဲ ဒါဟိုပါပေါ့ ဒါလေးက စာပိတ် စပိတ်တွဲထားတာ မှာအရွက်လေးတွေလည်းပါတယ် ကိုကြီးကြည့်ပါဦးအရေးလေးကအညိုလေးနော် ဟုတ်တယ် အရေးအညိုလေးမှအထက်မှာကျန်အချင်မောင်ရွက်ဖက်လို့ဒါခင်းညင်သီးဖက်လို့တွေ့လားခင်းညင်သီးအစီလေးလို့ဒါသူတော့ဒါသူ creation တော့လှုပ်ထားတယ်ကိုကြီး ဟုတ်တယ် မြည်ကြည့်ပါဦးကိုကြီးဘလို့ခံစားလဲကိုကြီး အရသာတော့စုံတယ် ဟလား သူအစားပေါင်းစုံကို blender နဲ့ထည့်ကြိတ်ပြီးတော့ထွက်လာတဲ့အရသာမျိုးဖြစ် ဟာဟုတ်လိုက်တာမြည်ပါကိုကြီးမြည်ပါမောင်လေးတရားဘာလို့ခေါ်လဲ အနံ့တော့နည်းနည်းပြင်းတယ်နော် ဘာလို့ခေါ်လဲမောင်လေး တောက်ပါ တော့ ကောင်းတော့ အရသာတော့ရှိတယ်ဒါအာဟာရဖြစ်စေမဲ့ ဟုတ်တယ်ကောင်းတယ် ကိုကြီးကျွန်တော်တော့ချင်လာပြီကိုကြီးဘာလို့ခေါ်လဲမောင်လေးအဲ့ဒါ ဒါပါလေ မိန်လား မိတ် ဟုတ်လေမိန်လားလို့တောက်ရတာမိန်ရဲ့လားမိန်လားတောက်ရတာ တော့ရတာ ကျွန်တော်ပြောတာတောက်ရတာမိန်ရဲ့လား မမိတ်ဘူးဘာနာမည်ကြီးလဲ ကျိတ်ဆိုးတဲ့တန်းနဲ့ပြောနေဖြည်းဖြည်းပြောတဲ့တန်းနဲ့ပြော ဟာ ဘလို့ပြောမှာလဲ ကိုနေတို့ကြီးဒါလေးတောက်ရတာကောင်းဘူးအဲ့လိုပြော အော်အရေးထဲမှာလာပြီးတော့ ရပြီမောင်လေးရပြီမောင်လေးရပြီမောင်လေးရပြီပြန်သိမ်းတော့ပြန်သိမ်းတော့မလေးနော် ဘယ်လည်းမသိနာမည်ကြီးမိန်လာတဲ့ အာ လက် โอเคရပြီအဲ့တော့ကိုကြီးရေ၃ယောက်လုံးကတော့တိတ်တော့မဟန်သေးဘူးသူတို့စိတ်ကြိုက်ခင်းနေရတယ်ကလေကျမတို့အတွက်
ရင်ပြည့်စေတယ် ဟုတ်တယ် အဲ့တော့ကျမတို့ရဲ့ဟိုစီမင်းအတိုင်းပဲ final ကိုကျမတို့သူတို့နည်းနည်းလေးတင်းကျပ်လိုက်ရင်ကောင်းမယ်ကိုကြီးဟုတ်ပြီအဲ့တော့မင်းတို့အားလုံးကို final မှာ surprise တစ်ခုလုပ်မယ်မမတို့ဒီကနေစောင့်နေမယ်စက္ကန့်30အတွင်းအမြန်ဟင်းတစ်ပွဲကိုရောက်ချက်ရမယ် စက္ကန့်30စက္ကန့်30အတွင်း စက္ကန့်30အတွင်း တိတ်ကြဟင်းမီးတော့ပွဲကိုချိန်တော့မရှိစက္ကန့် No 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 မင်းတို့မချက်နိုင်ဘူးဆိုရင်မမကိုစော်ကားလိုက်တာ မစော်ပါဘူး Okay စက္ကန့်30စပြီဟာကိုကြီးအဲ့လိုလုံးမှာနော်ကျမတို့မိန်လာကျွေးလိုက်ဟမ်မျိုးစုံလုပ်နေတာသူတို့စက္ကန့်30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 ကဲဘာကပြည့်ပြီပြည့်ပြီ ပြေပါပြီ ပြည့်ပြီမချက်နဲ့တော့ပြည့်ပြီ ပြေပြီရပြီအားလုံးရက်လိုက်ပါပြေပြီနော်ကိုကြီးရပါဟာမောင်ရလေး ဗျာ လာပါမောင်လေးဟင်းမွေးလေးယူလာပါ ယူကင်လာမှာလား ကန်လာပါဘော အော် ကန်လာခဲ့ပါစက္ကန့်30နဲ့ဘလို့လက်ရဒါတကယ်စပူမူးစစ်မှာဒီစက္ကန့်30နဲ့စိတ်ကြိုက်ခင်းလေးอ่ะဖြောပြင်းနေဟိုချက်နိုင်မှာဘောကိုကြီးဟုတ်တယ်မလားအေးတော့လေးနဲ့ဒါအကျွဲဆက်ပေါ့ အမြန်ဆုံးပဲအမြန်ဆုံးပဲ ငါတော်တော်ရင်းရင်းနှီးနှီးမြင်ဘူးနေတယ် စက္ကန့်30ထဲမှာဒီလောက်အနေထားကိုညှစ်နိုင်ဖို့ဆိုတာတော့တောင်းအတွင်းအားနဲ့မရဘူးနော်ကိုကြီး ဟုတ်ဘူး grand final ရောက်လာတောင်းအစွမ်းမဟုတ်လေအဲ့ဒါ ကိုကြီး ဟင် ကျမမြည်လိုက်တော့မယ် plating ဘာလို့လဲဆိုတော့ plating လေးကလှနေလေကိုကြီး ဟုတ်တယ် plating လေးရဲ့အလဲမှာသူကလှုပ်တယ်ပြီးတော့ဒီမောင်လေး ဗျာ နင်းစီစပုံမူ logo ကွယ်ထားတာမလီးစားတာလားပြော ဘာဖြစ်လို့လဲ မောင်လေးအောက်ထဲမှာနင်းစီစပုံမူ logo ဘယ်တော့မှမကွယ်စင်းနဲ့နော် အာဟာဟာ အဲ့ဒါသတိချပါ ဟာဟုတ်ကဲ့ ကိုကြီးမြည်ကြည့်ပါလားလို့ မမြည်ဘူးလို့ မြည်ပါ ချက်ခိုင်းထားပြီးမှပြပြလွတ်နေမြည်ရတော့မှာပေါ့ ရိုးကြီးနဲ့မြည်ပါ အဲ့ဒါကိုကြီးမြည်ကြည့်ပါလို့ကိုကြီး မြည်လို့မရဘူးလားလို့ မြည်မမြည်ကိုကြီးကဒါလေးမြည်ကျမဒါမြည်မယ်โอเคရမြည်ကြည့်ပါကိုကြီးပြီးအရသာလေးပြောပြ ညမ် ကိုကြီးဘယ်လိုရတာရလဲဘယ်လိုရတာရှိလဲကို နဲ့ ကြီး ပြင်းတယ် အနံ့ပြင်းတယ်ဟုတ်တယ်အတိအ smell တာလေ ညီစွတ်စွတ်လေးလည်းဖြစ် အာဟုတ်ပြီ အရသာကတော့တိတိကျကျမရှိဘူးဒါလည်းအယောပဲ အယောပဲလားကိုကြီးโอเคအဲ့ဆိုကျမကဒါလေးမြည်လိုက်တော့ မြည်လိုက်တော့မြည်လိုက်တော့ အာကိုကြီး အင်း တောက်လျှောက်ကျမမြောက်တက်သွားတယ်ဒီရေလေးကိုတောက်လိုက်ကျမတောက်လျှောက်မြောက်တက်သွားတယ်ကိုကြီးတော်တော်မြင့်မြင့်ကိုရောက်သွားတယ်ဘာလို့ဆိုဒီအရေရဲ့ဟိုဘယ်လိုခေါ်မလဲအနယ်လေးတွေပါတဲ့ခံစားမှုပါကျမရတယ်အနယ်လေးတွေလေပြီးရင်ဒီအရေရဲ့ဟိုစိမ့်ရွှေစိမ့်သက်ခံစားမှုအနံ့ကလေကျမကိုဆွဲဆောင်တယ်မောင်လေးဒီဟင်းဘွဲကိုဘယ်လိုနာမည်ပေးထားလဲ ကျင်ကြီးနဲ့ကျင်ငယ်ပါဘလို့ကြည့်နေကြ ထင်ဒီဟာကတိတိတသာဖြစ်ပေမဲ့ဒါမတိတာဘူးလေဒါမဲ့တခုလို့ရှိရဒါအားစင်းများတောက်ထားတာလားကွာလို့ဟမ် မဟုတ်ဘူးတရားအနေလေးတွေပါတယ်ဆိုတော့ဒါဥမျိုးမင်းဖြစ်နိုင်တယ် ကြောက်ကကောင်းလား မဟုတ်ဘူးမမဟိုတမျိုးမထင်နဲ့ဟိုကျင်ကြီးကျင်ငယ်ဆိုတာဒါကျွန်တော် Chinese ဘက်ကိုသွားလိုက်တာအဲ့ဒါရှမ်းပြည်နယ်မြောက်ပိုင်းတရုတ်ပြည်နယ်ဆက်နေတဲ့လေအဲ့ဒီဘက်ကဟိုဟာတရုတ်ကြီးရဲ့ဟင်းလျာအဲ့တရုတ်ကြီးရဲ့သားနှစ်ယောက်ကျင်ကြီးနဲ့ကျင်ငယ်နဲ့ချက်တဲ့ဟင်းကိုကျွန်တော်က reference ယူတာလို့အဲ့ဒါကျင်ကြီးကျင်ငယ် ငယ်ကတရုတ်သားဖတ်နေရတော့ဖြစ်သွား နာမည်တွေကိုပောက်ခဲ့ရတယ်မပေးနဲ့ နော် နော် အကောင်လုံးကောင်းတယ်နာမည်တွေပဲတစ်ခုပဲပြုတ်လာတယ်နော်ကောင်းတယ်ယူသွားနော်အမှတ်ပေးထားလိုက်မယ်ဟုတ်ပြီလားရဲပြီပါကဲဟုတ်ဘက်ကတည်းကလား လူဟိုင်းနဲ့လာတွေ့တယ်နော် ကိုကြီးစင်ပြီလားမောင်လေးစင်ပြီလားလာဖြစ်အမြန်ချက်ခိုင်းလိုက်တော့အဲ့လိုပဲဟိုဂရုကြီးနေဖြစ်ကုန်တာကိုကြီးကိုကြီးဒီဟင်းပွဲကဖိတ်တင်အရန်ညံ့တယ်
ဒီလိုမျိုး rule ဖြစ်နေတဲ့ဟင်းပွဲကိုဒီ circle ဖြစ်တဲ့ plating မှာမတင်ရဘူးနော် ဟုတ်ကဲ့ ဒါပေမဲ့ဒီလို rule ဖြစ်နေတာအဲ့လို plating ညံ့တာတော့ကျမကိုစော်ကားနေတယ်လို့ပဲဖြစ်တယ်ဒါပေမဲ့ဒီလိုမဲမဲရှိရှိဖြစ်နေရတော့ကျမကိုပြုတ်ဆွဲနေတယ်လို့ပဲ စားနေတယ် ဒီကတော့စားကောင်းမဲ့ပုံပဲကြည့်ရ โอเคကိုကြီး နော်ဒီအလိတ်လေးကဒါဆူရှီလေးလိုပဲ ဒါအန်ထားသေးလားမအန်ဟုတ်နော် မှန်ဘူးနော် ဒီကြိုင် မလုပ်ပါဘူးမလုပ်ပါဘူးခုနလှအောင်လုပ်တာဒါမလုပ် ဟိုကိုကြီးရဲ့ဟိုပုံစံကြည့်ရရင်တော့ဒါကဆူရှီပေါ့နော် ဟုတ်တယ် ဂျပန်စားရိုးရစားတော့တဲ့ဥစ္စာဆူရှီနဲ့တော့တွေ့တယ်ဒါပေမဲ့ ဟုတ်တယ် သူက cutting လုပ်ပြီးမထားတဲ့အတွက်ကြောင့်ဒါစားသုံးသူကိုယ်တိုင်လှီးစေခြင်းနဲ့ခံစားမှုသူပေးခြင်းပုံရတယ်နော်ကျွန်မလှီးကြည့်လိုက်မယ်နော်ကိုကြီးနည်းနည်းတော့အားတော့စိုက်ရတယ် อืม သူကဆူရှီအလိတ်လိုလုပ်ထားပြီးမယ်သူကကြွက်သားတွေနဲ့ဖွဲ့စည်းထားတဲ့ဆူရှီအလိတ်လိုဖြစ်နေတယ်ကိုကြီးကြွက်သားတွေနဲ့ဖွဲ့စည်းထားတယ်လို့ဖြစ်နေတယ်ဆိုတော့ စားကြည့်လိုက်ပါဦးစားကြည့်လိုက်ပါဦး ကိုကြီးရင်စား မစားဘူး လုပ်ပါကိုကြီးစားလိုက်ပါကြော ငါအဲ့ကောင်နေတရားအောင်မှစိတ်မချမစားချင်ဘူး ကိုကြီးလုပ်ပါဟိုမှာပြီးသက်ကရိုက်ကိုကြီးလည်းအာကျမလည်းစားမယ်လေကျမလည်းစားမယ်ကိုကြီးကလည်းအဖော်ရှိရ ဒီအိုက်စားတာဒီဗဇက်ထဲမှာဝါရဟိုပလုတ်ပလောင်းကြီးပြင်တယ် ကိုကြီးအဲ့လိုပဲနော်ကျမလည်းဘယ်လိုခံစားရလဲဆိုတော့ဒီဟာကရိုးရိုးရှေ့သွားအပေါ်သွားအောက်သွားနဲ့ဝါလို့မြောက်ပစောင်နဲ့ထည့်ထားပြီးတော့စင်ပြနေပြီးလိတ်ပြီးဝါမှသူ့ရဲ့အရသာထိမိပစောင်လေးမှထည့်ပြီးမတွေ့လားကိုကြီးတွေ့လားဟုတ်ပြီ ဝါရင်ထုတ်တော့ဖြစ်တယ် သူကအိုလေကြွက်သားတွေကိုဝါတဲ့အရသာမျိုးခံစားပြီးရနော်မောင်လေး ဟုတ်ကဲ့ အဲ့တော့ဒီဟင်းပွဲလေးကိုဘယ်လိုနာမည်ပေးထားလဲ ရိုးရိုးရှင်းရှင်းလေးပဲပေးထားတယ် ပြောပါဦးမောင်လေး သီးလိုက် စီးလိတ်ဆိုတော့ဘာလို့တယောက်ကစိတ်အင်္ဂါကျွေးလိုက်တယောက်ကစီးလိတ်ကျွေးလိုက်စိတ်သားတွေအဲ့လောက်ပေါ်နေလားလို့ မဟုတ်ဘူးအထင်မလွဲပါနဲ့ ဟမ် seafood အကုန်လုံးရောပြီးတော့လိတ်ထားလို့အတူကသီးလိုက် အော်နာမည် နာမည် သူတို့နာမည်တွေကျမတို့နေရာဘွားကူးလို့ရပြီ စတီးဖို့လိတ်ထားတာ ဟုတ်တယ်ဒါလေးတောက်လို့မှပလုံပလောင်းဖြစ်ဒါဟိုလေးပေါ့နော်ဟင်းကျိုးလေးစက်ကတော့ အဲ့လိုစုကတော့ပါတယ်နော်ကိုကြီးဘာမှမဖြစ်နဲ့ဒါကိုကြီးရင်တောက်လိုက်စုလေးမှန်ထားဦးနော် မလုပ်ပါဘူးပေးသားလိုက်စုဘယ်လိုဖြစ်လဲကိုကြီး စိမ့်ရွှေနဲ့ โอเคကျွန်မမြည်မယ်မှန်ထားဦးနော်မောင်လေးကိုကြီးပြောမှန်တယ်စိမ့်ရွှေရတာရတယ်ဒါပေမဲ့ तू ကဘယ်လိုခေါ်မလဲနည်းနည်းလေးရှာထဲမှာကျင်နေဖြစ်သွားတယ် तू ကိုတောက်လိုက်ရင်လေအိုးဟောလေဒါမမသိရ ဟုတ်ကဲ့ ဒီဟင်းညိုကျွန်မသိရဒီဟင်းညိုသိရအဲ့တော့ဒီဟင်းညိုကခွေးတော့ဟင်းညိုကဟောလေဘာဖြစ်လဲလဲ ကောင်းလားဂွေးတောက်ခင်းကျိုး ကို ဖြစ် ကြီး နေတာသူကဘာဖြစ်နေ ကျမတို့တောက်တာခွေးတော့ဟင်းညို ဟုတ်တယ် तू အောက်နေတဲ့နေရာနဲ့ကြည့်လိုက်တော့အစမပြေဘူးထင်တယ်နော် သူကဘယ်နှအောင်နေတာ မောင်လေးဘာဖြစ်နေရလဲလို့ အိုးချူချူပေါက်ကျင်လို့ဂွေးတောက်ရဟင်းကျိုးချက်တာအချိန်မရတော့ချူချူတော့မပေါက်ချူချူပေါက်ကျင်နေတာဒါဟိုတကယ်ဂွေးတောက်ရဟင်းကျိုးဟိုဂွေးတောက်ရမဟုတ်ဘူး နင်တောက်ထားတာမ မ ဟုတ် တောက်ဘူးတကယ်ဟာဒါတက်မတူဒါအောက်တာ နင်တို့မလုံးနဲ့တော့ငါ မလုပ်ပါဘူးလုပ်ပြတာမမမစော်ကားပါဘူးမမ ဘလို့ကောင်းနေဖိုင်နေတက်လာလည်းမသိဘူးကိုကြီး ကဲသွား ရှူပေါက်ခြင်းလဲတော့ပေါက်တော့ အကုန်တောက်လား မတောက်ဘူးသွား ဒါသီးလိုက်ကော စီးလေးတည်တယ်သွားအဲနာမည်နဲ့သူတို့၃ယောက်ကိုစိုင်းဒီဇိုင်းဖွင့်ပေးမယ်ဟာမသိဘူးကဲမောင်လေးလာနောက်ဆုံးကိုကြီးလျှို့ဝက်လာတယ်ဒီနောက်ဆုံးပိတ်ချက်ကလျှို့ဝက်လာတယ်ကိုကြီး ဖုံးအောင်ဖုံး ဒီရှိုးတဲ့တန်နဲ့ပြောနေဖြည်းဖြည်းပြောတဲ့တန်နဲ့ပြော အော်ကိုကြီးရှေ့မရှိပါဘူးမောင်လေးရှေ့မရှိပါဘူးသူကဒီမှာကျန်ကာဗာရီနဲ့လျှို့ဝက်အဲ့တော့သူလျှို့ဝက်ထားတဲ့အတွက်ကြောင့်ကျမတို့လည်းသူလျှို့ဝက်ချက်လေးကိုမခံမှန်းသေးဘူးအဲ့တော့ဒီဟင်းပွဲလေးကိုမောင်လေးကဘယ်လိုအမည်နာမပေးခြင်းတလဲအဲ့ဒါစဉ်းစား ကျက် ဟုတ်ပြီ ချွတ်ချင်း ဟုတ်ပြီ ငန်းဆက် ငန်ဆက် ပင်စိမ့်အုပ် ပင်စိမ့်အုပ် ညာချွေချတောင်ကြီးသူမငါနဲ့ရငါနဲ့ရဟဲ့ငါနဲ့ရစောင်းတရန်ဒီဥ ဟာရှည်လိုက်လား ခွေးမဟုတ်ဘူး
စက္ကန့်30နဲ့အဲ့လောက်ရှိအောင်ဘယ်လိုချက်လိုက်လဲမသိ ကိုကြီးအဲ့ဒါ ဘာဖြစ် ထုံ လဲ းစံနဲ့ဟင် အဲ့သူပညာပဲပြန်ဘာဖြစ် ပြပြောစမ်းပြပြောစမ်း ကျက်ချူချင်းငါဆက် ဟုတ်ပြီ အဲ ကျက်ချူချင်းငါဆက်ဘုံညင်းတံပရာပင်စိမ့်အုပ်ညာချွေချတောင်ကြီးသူမငါနဲ့ရငါနဲ့ရငါနဲ့ရစုံတရနီဥ စွန်ပရနီဦး ကိုကြီး ဟေး ကျမတို့တက်တန်းတစ်လျှောက်ပါလေအဲ့လိုပွဲကိုအဲ့လိုလှပပလေးနဲ့စိတ်လှုပ်ရှားအောင်နာမည်ပေးရဲ့စပူမတွေ့ဘူးသေးဘူး ဟုတ်တယ် နော် ဒီနာမည်တော့တအားစိတ်ဝင်စား ဒါ ပါ စိတ်ဝင်စားပါပြီ အယက်တာဆုံး ရတာတော်တော်စုံပြီးတော့ဒါတော်တော်ခမ်းနားမဲ့ဟင်းပွဲတပွဲဆိုတာကြိုပြီးတော့ခံမှန်းလို့ရတယ် အဲ့တော့သူ့ရဲ့ final ရဲ့တကယ်ကိုဟိုတကယ်စပူမူကတော့သူပဲဖြစ်သွားနိုင်တယ်နော်နာမည်နဲ့နေဖြစ်သွားပြီနော်ကိုကြီး ကြိုပြီးတော့နာမည်နဲ့တင်စုပေးလို့ရပြီရှေ့ရတယ်လည်းအသုံးမှမကြ ဘာ ဘူး နည်းနည်းလေးရွတ်ကြည့်မယ်ကြက် ကျက်ချူချင်းငါဆက်ဘုံညင်းတံပရာပင်စိမ့်အုပ်ညာချွေချတောင်ကြီးသူမငါနဲ့ရငါနဲ့ရဟဲငါနဲ့ရစုံတရနီဥ သိချိုက်တယ်ကိုကြီး အဲ့ ဟုတ် တော လေ င်တောင်ကြီးသူမှငါနဲ့ရဘလူးအရသာရှိလဲ နော်ကိုကြီးပြေးလိုက်တော့မသူ့ပဲ ပေးလိုက်တော့ပေးလိုက်တော့ မောင်လေးဒီဟာနေ့စပူမူဖြစ်သွားပါပြီဟာ ဟာ ကိုကြီးသူ့ရဲ့လျှို့ချက်လေးဖော်တော့လိုက် ဟုတ်ပြီ မောင်လေးဖွင့်ရပါအောင်ကြည့်အောင်မမတို့ရက်ခုံပြီးတော့ ဘာဖြစ်တယ် ဒါလေးပြောပါဦးဘာဟင်းလည်းမလေးပြော ကျက် ပါဦး ချိုချင်းငံဆက် အာ ဘာဖြစ်တယ် ကျက်ချူချင်းငါဆက်ဘုံညင်းတံပရာပင်စိမ့်အုပ်ညာချွေချတောင်ကြီးသူမငါနဲ့ရစုံတရနီဥ ကလေးဟဲ့ ဟမ်မကျင်တော့ဘူး မောင်လေးတော့နောက်ပွဲပြဝင်ပြန်နော်အခုတော့မမဒီဥတလုံးနဲ့ပဲသူ့ကိုစုပေးလိုက်ပြီ အာ နောက်ဆိုရင်မမကိုပြန်ညင်လို့ရှိရင်နင်တို့ဥကို degrade လုပ်ခဲ့ပါဥကို plate ဒီပေါ်မှာလှလှလေးတင်မမစုပေးမယ် okay စိတ်ချအကြောင်း